မူလကတကြောင်းလုံးကတိကျသည့်အဆင့်နှင့်စာညံဖြင့်သူတဦးဖြစ်တော်လဲအဆင့်6ထူးချွန်ကျောင်းသားကိုလူပုံအလဲတွင်ရဲရဲဝံ့ဝံ့စိန်ခေါ်ခဲ့သည်ထိုသူကလက်ပါစီလုံးရန်ကြံရွယ်တော်လဲကျွန်တော်ကြောင့်ကြောက်လန့်တကြားစုံနစ်သွားခဲ့ရပြီးကျွန်တော်ကလည်းသူ့ထံမှဝိညာဉ်မျိုးငါးစုပ်ပြုတ်တစ်ခွက်ကိုပြန်လဲချင်းချောက်တောင်းယူခဲ့သည်လူတိုင်းကကျွန်တော်ကိုကံကောင်းယုံတက်တက်ဟုထင်မှတ်ထားကြတော်လဲကျွန်တော်ဒီလျှို့ဝှက်စမ်းကြဲသောအရေးတပလင်းကိုတောက်သုံးလိုက်ခြင်းကြောင့်အဆင့်4အလက်စားအဆင့်တို့ခြေတလန်းဖြင့်တက်လန်းသွားနိုင်ခဲ့သည်ကိုမူမသိရှိကြပေကျွန်တော်ဘာလို့ရမလဲဟုဝေခွဲမရဖြစ်နေစဉ်ကြီးကျယ်ခမ်းနားသောအတွေ့တစ်ခုကအဝေးတနေရာမှလွင့်ပြန်လာတဲ့ကဲ့သို့ခံစားလိုက်ရသည်အချို့ကတရက်ထဲဖြင့်10ဆင့်ကိုချုပ်ဖြတ်နိုင်ကြပြီးအချို့ကမူခြေတလန်းဖြင့်ဟင်းလင်းပြင်ကိုနင်းဖြတ်နိုင်ကြသည့်အဆင့်တက်ယုံမျှတာပဲဘာကိုစိုးရိမ်နေစရာလိုတလဲကျွန်တော်တုတ်ဆိုင်မနေတော့ပဲငါးကောင်းခန္ဓာကိုယ်တန်ဆွမ်းရည်ပလင်းကိုလှမ်းယူကတကြိုက်တည်းမောတောက်လိုက်သည့်အေးမြသောစမ်းရည်အလားဆွမ်းအားများကတကိုယ်လုံးသို့စီးဆင်းသွားပြီးပူလောင်နေသောသွေးကြောများမှချက်ချင်းပင်ငိမ့်သက်အေးချမ်းသွားသည့်တမက်ခန့်ပင်မပြည့်မီတွင်ခန္ဓာကိုယ်တွင်းမှအတားအဆီးတစ်ခုထပ်မံပွင့်ထွက်သွားကဘဝတွင်ပထမဆုံးအကြိမ်ဖြစ်အဆင့်၄ရေလုတ်သားအလက်စားအဆင့်သို့ရောက်ရှိသွားတော့သည်ကျွန်တော်ဒီတက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ပြီးမှကြင်ကြံခြင်းကိုခိတ္တရနာလိုက်ပြီးမကြင်ကြံခြင်း၍မဟုတ်ဘဲတကိုယ်လုံးရရန်ထုံကျင်နေပြီးအညစ်အကြေးများဆွတ်ထုတ်နေသဖြင့်ဆက်လက်မကြင်ကြံနိုင်တော့ခြင်းဖြစ်သည်ထို့နောက်ကျွန်တော်ကသတင်းအချက်အလက်များကိုပြန်လည်ကြည့်ရှုလိုက်သည်ထိတ်တန်းအလက်စားအဆင့်သို့စတင်ဝင်ရောက်ရုံများဖြင့်ဝိညာဉ်စွမ်းအင်က119အထိရှိနေပြီးတာမန်လူထက်ထက်ဝက်နီးပါးပိုများနေသည်ပျက်စီးနေသောဝိညာဉ်သွေးကြောသည်လည်းအဆင့်တထိတ်တန်းဖြစ်ပြောင်းလဲသွားခဲ့သည်ဒါကတက်လန်တော်မီခံစားချက်မျိုးလားကျွန်တော်မျက်လုံးဖွင့်လိုက်စဉ်ဆိုးရွားလာသောအနံ့ဆိုးတစ်ခုကနှာခေါင်းထဲသို့တိုးဝင်လာပြီးငုံကြည့်လိုက်သောအခါတကိုယ်လုံးတွင်စိတ်ကပ်နေသောအမဲရောင်အညစ်အကြေးများဖြင့်ပြင်းနှက်နေသည်ကိုတွေးလိုက်ရသည်ကျွန်တော်ဒီချက်ချင်းပင်အိမ်ပြင်သို့ပြေးထွက်ကမိုးရေဖြင့်ခန္ဓာကိုယ်ကိုစေးကြောတန့်စင်လိုက်သည်ခန္ဓာကိုယ်ကပေါ်ပါပြီးပြန်တန်းနိုင်တော့မီအလားခံစားရသည်ကျွန်တော်ဒီလက်သီးတစ်ချက်ကိုကြာပန်းထုတ်လိုက်ရလေထုထဲမှအတန်ကျဲကြီးထွက်ပေါ်လာပြီးအားအင်မှာပေါင်ရချီရှိလိမ့်မည်ဖြစ်သည်အားလုံးကိုပြင်ဆင်ပြီးနောက်ငါးရေခွန်ဖြင့်ပြုလုပ်ထားသောဝတ်စုံကိုလဲလှယ်ဝတ်ဆင်ကကျောင်းသို့သွားရန်ပြင်ဆင်လိုက်သည်ပြင်းသောလမ်းလေးပေါ်သို့ရှောက်လာစဉ်စိတ်ပြက်စရာကောင်းသောဝူကုန်းပေါ်လာသည်သူကကျွန်တော်ကိုမြင်သောအခါအံ့အားသင့်သွားပြီးချက်ချင်းပင်မျက်နှာပြတ်သွားသည်အသက်10နှစ်အရွယ်ကလေးတစ်ယောက်ကိုကျွန်တော်ကဂရုမစိုက်ချင်ပေကျွန်တော်ကလိလူရှုထားသည်ကိုမြင်တော့အခါဝူခုံးကဒေါသထွက်ကဟန်ဖေးမင်းရဲ့လက်ရှိအဆင့်တန်းကိုမမေ့နဲ့ဦးဟုအော်ပြောသည်ကျွန်တော်ကလှည့်ကြည့်ကဘာအဆင့်တန်းလဲចောင်းသားပဲလေပြီးတော့မင်းထက်လဲအဆင့်မြင့်တယ်ဟုပြန်ပြောသည်ဝူခုံးသည်ဒေါသကြောင့်မျက်နှာနီရဲသွားကဘာဆန်းလို့လဲတကယ်စွမ်းရည်မှာတာအောင်လုပ်ပြစမ်းပါဟုပြောရကျွန်တော်ကအဆင့်မြင့်တာတကယ်ကိုစမ်းပြတာပေါ့မင်းထက်အဆင့်မြင့်ယုံတယ်မကဘူးမင်းထက်လဲပူချောတယ်ဟုပြန်ပြောလိုက်သည်ဝူခုံးကလက်သီးကိုတင်းတင်းဆုပ်ထားသည်ကျောင်းတွင်ပုဂ္ဂိုလ်ရေးရန်ပွဲများကိုပိတ်ပင်ထားခြင်းမရှိပါကကျွန်တော်၏ချုံမောသောမျက်နှာကိုလက်သီးဖြင့်ထိုးနှက်လိုက်ခြင်းနေပြီဖြစ်သည်ဟန်ဖေးရဆန်းဝူခွန်းသည်ဒေါသအလွန်ထွက်သွားပြီးမင်းကိုမျက်နှာသားပေးတာကိုလက်မခံဘူးပဲမင်းဝမ်းကွဲအကူတာကာကွယ်မပေးထားရင်မင်းဘဝပျက်စီးနေတာကြပြီဟုပြောသည်ကျွန်တော်ခြေလမ်းများကိုရက်တန့်ကလှည့်ကြည့်ပြီးမင်းနဲ့ဘာဆိုင်လို့လဲမင်းအိမ်ကငါးရွှေကြီးကိုငါဆက်စားမိလို့လားဟုအေးဆက်ဆက်ပြောလိုက်သည်ဝူခွန်း၏မျက်နှာမှာအိုးမဲကဲ့သို့ချက်ချင်းမြင်းမောင်သွားသည်တကယ်တော့သူသည်ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရဘူးသည်အသက်10နှစ်အရွယ်တွင်ကျွန်တော်သည်သူနှင့်ငါးရွှေကြီးတဲ့ကောင်လူယူခဲ့ရမရရှိခဲ့ပဲထိုအကြောင်းကိုသူကယခုတိုင်မှတ်ထားဆဲဖြစ်သည်သူ့ကိုကြည့်ပြီးကျွန်တော်ကပို၍ပင်မထီမဲ့မြင်ပြလိုက်သည်တကယ်ကိုစိတ်ပြက်စရာကောင်းတယ်ဟုပြောပြီးနောက်ကျွန်တော်လည်းထွက်ခဲ့သည်ဘသူကိုပြောတာလဲဝူခုံးကဒေါသတကြီးဟောက်ရင်းနောက်မှနေ၍ကျွန်တော်ဤပခုံးကိုလှမ်းဆွဲသည်အခွင့်အရေးရောက်လာပြီဖြစ်၍ကျွန်တော်ကသူ့လက်ကိုပုတ်ထုတ်ကအကျယ်ကြီးအော်ဟစ်လိုက်သည်ဝူခုံးကြောင့်မှပုဂ္ဂိုလ်ရေးရန်ပွဲတွေကိုပိတ်ပင်ထားတယ်မင်းလက်ပါစီထက်လို့ရင်ဆရာကိုတိုင်လိုက်မယ်ဝူခုံးသည်စွန့်သွားသည့်အဆင့်2ရေလုတ်သားတဦးကအဆင့်6ရေလုတ်သားဖြစ်သောသူ့ကိုဤကဲ့သို့ပြောရအောင်အိမ်မက်မက်နေခြင်းတော့သူကဒေါသတကြီးဖြစ်ထပ်မံလက်လန်းလာရာကျွန်တော်ကချက်ချင်းနောက်ဆုတ်ပြီးဟိုနာကလူလင်ကြီးအားလုံးမြင်နေတယ်နော်မင်းထက်လို့ရင်ငါတိုင်မှဟုအော်လိုက်သည်ဝူခုံးကလှည့်ကြည့်လိုက်ရာအနီးနားတွင်ရက်နေသောမင်းကလေးတဦးကိုတွေ့လိုက်ရသည်ထိုသူမှအဆင့်9ရေလုတ်သားဖြစ်သည့်အတန်းဖော်လူလင်ကြီးဖြစ်သည်ဝူခုံးသည်လက်ကိုချက်ချင်းလွတ်ကငါသူ့ကိုမရိုက်ပါဘူးသူကအရင်ရန်စတာဟုပြတလဲရှင်းပြသည်လူလင်ကြီးကမျက်လုံးစောင်းကြည့်ကအဆင့်2ကအဆင့်6ကိုရန်စတဲဟုတ်လားမင်းကောင်းတဲ့ရေဝင်နေသလားဟုဝူခုံးကိုပြောလိုက်သည်ကျွန်တော်ကလက်မောင်းကိုစုပ်ကန်ကဝူခုံးကလွန်နဲ့ငါသူ့ကိုမနိုင်ရင်တော့မှဟုဝမ်းနဲ့ကြေကွဲဟန်ဖြင့်ပြောလိုက်သည်လူလင်ကြီးကလှည့်မကြည့်ပဲထွက်သွားသည်ထိုနေရာတွင်ကျွန်တော်နှင့်ဝူခုံးနှစ်ဦးတည်းသာကြံရစ်ပြီးကျွန်တော်ကပြုံးကြီးဖြစ်နေစဉ်သူကမျက်နှာကြီးစိမ့်ဖက်နေသည်မင်းကကိုထောင်ချောက်ဆင်တာပဲဟုဝူခုံးကသဘောပေါက်သွားသည်ကျွန်တော်ကအဝတ်စားကိုအေးဆေးစွာတက်ရက်အောင်လုပ်ရင်းပြီးခဲ့တဲ့ဆောင်းမွေးပွဲမတိုင်ခင်ငါတန်ရာရခဲ့တာမင်းလက်ချက်ဆိုတာငါမသိဘူးလို့ထင်နေသလားဟုအေးဆက်ဆက်ရင်မောလိုက်သည်ဝူခုံးမျက်နှာချက်ချင်းပြတ်သွားပြီးနောက်သို့ဆုတ်သွားကဘသူတက်တည်ပြနိုင်လဲဟုအတင်းညင်းသည်ကြလွန်တော်ကလူလင်ကြီးကတက်တည်ပြနိုင်တယ်လေမင်းဒီနေ့ငါ့ကိုရိုက်ဖို့ကြိုးစားတာကိုကြည့်ပြီးဆရာကပြစ်မှုဟောင်းရှိတဲ့သူကိုယုံမလားမင်းကိုယုံမလားဟုအေးအေးဆေးဆေးပြောလိုက်သည်ငါဘယ်တော့မှရိုက်ဖို့လုပ်လို့လဲဝူခုံယူမတက်ဖြစ်သွားသည်ကျွန်တော်ကလေတံကိုချက်ချင်းပြောင်းလိုက်ပြီးညှိနိုင်မလားဟုမေးရဝူခုံကဘလို့ညှိနိုင်မှာလဲဟုတွားကြိတ်ကမေးသည်ကျွန်တော်ကမင်းတို့လိုចောင်းသားထူးချွန်နေမှာဝိညာဉ်မျိုးငါစုပ်ပြုတ်ရှိတယ်မလားမင်းရဲ့ဝေစုကိုငါ့ကိုပေးလိုက်ပေါ့ဟုတ်သားပဲငါရဲ့ငါးဓာတ်မြောင်ကိုလည်းပြန်ပေးဦးဟုပြောရဝူခုံကမျက်လုံးပြူကငါဘယ်တော့မှမင်းစီကဓာတ်မြောင်ယူဘူးလို့လဲဟုမေးသည်ကျွန်တော်ကချက်ချင်းပင်လက်မောင်းကိုစုပ်ကန်ကအိုးငါလက်မောင်းကအရန်နာနေပြီးငါဆရာစီသွားတော့မယ်ဟုဟန်ဆောင်လိုက်သည်နေဦးဝူခုံးကမျက်နှာညိုညိုဖြစ်ကောင်းပြီးငါအရှုံးပေးတယ်မင်းကိုငါပြန်ပေးမယ်ဟုတွားကြတဲ့မှလေတံဖြစ်ပြောလိုက်သည်ထိုအခါမှကျွန်တော်ကကျင်းနဲ့စွာကောင်းကြီးလိုက်သည်ဒါမှဟုတ်တာပေါ့ဖြစ်ကိုနားလေတဲ့သူဟာလူတော်ပဲကျွန်တော်ဒီအေးဆေးဆေးကျောင်းသို့ရှောက်လာခဲ့ပြီးဝူခုံးကတိဖြတ်မိကိုလုံးဝမစိုးရိမ်ပေကျောင်းဘဝသို့ရောက်ယုံရှိတဲ့စပင်မြင်းကြီးတုတ်ထားသည့်မင်းကလေးတဦးကကျွန်တော်ကိုဆွဲခေါ်သွားသည်ဘသူလဲကျွန်တော်ကြောင့်အံ့ဖြစ်သွားစဉ်မြန်လာစုကြမင်းတယောက်ပဲလို့တော့တယ်ဟုထိုမင်းကလေးကလှည့်ကြည့်ကပြောသည်ထိုအခါမှသူမသည်အတန်းကောင်းဆောင်ဟဲရှောင်ကြီးဖြစ်ပြီးစိတ်ကောင်းရှိသောမင်းကလေးတဦးဖြစ်သည်ကိုကျွန်တော်တတိယလိုက်သည်ဘာဖြစ်လို့လဲဟုကျွန်တော်ကမေးရစကားမပြောနဲ့အထက်ကလူတွေလာနေတယ်ဟုသူမကဆိုသည်အထက်ကဆိုတာဘဲကလဲဟုမေးတော့အခါမြို့တော်ကလာတဲ့စေတမန်လို့ပြောကြတယ်ဟုပြန်ဖြစ်သည်စေတမန်ဟုတ်လားကျွန်တော်ရေချင်သွားတော့လဲနောက်တစ်စက္ကန့်တွင်မရေနိုင်တော့ပေကျောင်းကွင်းပြင်တွင်ကျောင်းသားပေါင်းတောင်းချီကတိတ်ဆိတ်နေတက်စွာဖြင့်ကောင်းကင်ရန်သို့မောကြည့်နေကြသည်မိုးပွဲကြားတွင်အတောင်မှန်အဖြူရောင်ရှိပြီးအလင်းသားကိုကိုင်ဆောင်ထားသောအမျိုးသားတဦးသည်ကောင်းကင်မှတဖြည်းဖြည်းဆင်းသက်လာသည်ကျွန်တော်အံ့အားသင့်သွားပြီးဝါ
ကြည့်ရတာတကယ်ကိုအထင်ကြီးစရာပဲဟုတွေးမိသည်ဘေးနားရှိဟဲရှောင်ရီကအားကျစိတ်လှုပ်ရှားစွာဖြင့်တွေ့လာဒါကဒဏ္ဍာရီလာစေတမန်ဖန်ကြီးပဲစွမ်းအားအလွန်ကြီးမားတယ်လို့ပြောကြတယ်ဟုဆိုသည်ကောင်းကင်ယံမှစေတမန်ဖန်ကြီးကလူများကိုအေးဆက်ဆက်ကြီးကဒီမှာပါရမီရှင်တွေရှိသလားဟုမေးသည့်ကြေးရွာလူကြီးကချက်ချင်းပင်ရိုသေစွာဖြင့်စေတမန်မင်းကိုတင်ပြပါတယ်ပါရမီရှင်တွေဟာအဆင့်အငါးခန်းခွေးမှာလေ့ကျင့်နေကြပြီးမကြခင်ပြန်ရောက်လာပါလိမ့်မယ်ဟုပြန်လည်ဖြေကြားသည်ဖန်ကြီးကတည်ငြိမ်သောမျက်နှာဖြင့်ငါဒီမှာ3ရက်ကြာနေထိုင်ပြီးအသက်8မှ10နှစ်အတွင်းကလေးအားလုံးကိုဝိညာဉ်တွေးကြောစမ်းသပ်ပေးမယ်။ကျောင်းရဲ့အထောက်ပံ့တွေကိုလည်းနှစ်ဆတိုးပေးမယ်ဟုပြောကမင်းတို့စူးစမ်းကြပါဟုတခွန်းသာပြောကြားလိုက်သည်ထိုစကားတခွန်းကြောင့်တစ်ကြောင်းလုံးစူညံပွက်လောရိုက်သွားသည်စေတမန်မင်းကတပည့်လက်ခံတော့မယ်ဟုဟဲရှောင်ကြီးကစိတ်လှုပ်ရှားစွာလက်ခုပ်တီးတော်လဲကျွန်တော်ကမူဂယုမဆိုင်ဟန်ဖြင့်ပြန်တန်းနိုင်ုံနဲ့ဘာဆန်းလဲဟုစိတ်ထဲတွင်ရေရွတ်လိုက်သည်စုကွဲသွားပြီးနောက်ဆရာတဦးကကျွန်တော်ကိုအံ့အားသင့်စွာကြည့်ကဟန်ဖေးမင်းအဆင့်တက်သွားပြီလားဟုမေးလိုက်သည်လူတိုင်း၏အကြည့်များကကျွန်တော်စီတို့ချက်ချင်းရောက်ရှိလာသည်ကျွန်တော်ကအသားရပြုံးကတေဘေးကနေ2ခေါက်လောက်လွတ်မြောက်ပြီးစိတ်ထဲပေါ်ပါသွားလို့အဆင့်တက်သွားတာပါဟုပြောလိုက်သည်ဟဲရှောင်ကြီးကဝါအဆင့်3ရောက်သွားပြီပေါ့တကယ်ကိုကောင်းတာပဲဟုဝမ်းသာအားရဆိုသည်ဘေးနားရှိလူများကမူမယုံကြည်ပဲ4နှစ်ကြာမှအဆင့်တက်တာဘာကုန်ယူစရာရှိလို့လဲဟုပြောကြသည်ကျွန်တော်ကထိုစကားများကိုလစ်လူရှုကအေးဆေးစွာဖြင့်အဆင့်4ရောက်သွားတာပါဟုပြောလိုက်သည်တလောကလုံးချက်ချင်းတိတ်ဆိတ်သွားသည်ပါတကယ်လားလွန်ခဲ့တဲ့ရက်ပိုင်းကမှအဆင့်2မဟုတ်ဘူးလားဟုဆရာကလည်းမယုံကြည်နိုင်သောမျက်နှာဖြင့်ငါ့ကိုတစ်ချက်ထိုးကြည့်စမ်းဟုဆိုသည်ကျွန်တော်တက်ပြင်းတစ်ချက်ချကအာယူပြီးလက်တီးတစ်ချက်ထိုးလိုက်သည်ဆရာကကျွန်တော်၏လက်တီးကိုခုခံလိုက်သည်ဆရာမျက်လုံးထဲတွင်ရွှေအောင်လင်းတန်းဖြတ်ပြေးသွားပြီးတကယ်ပဲအဆင့်4ရေလုတ်သားရဲ့စွမ်းအားပဲပိုပြီးတောင်အားကောင်းသေးတယ်ကောင်းပြီဒါဆိုရင်နောက်ဆိုဝမ်းကွဲအကူရဲ့ဝေစုကိုမျှော်စရာမလိုတော့ဘူး9ရက်တစ်ချိန်ကိုယ်တိုင်သွားထုတ်ယူပါဟုပြောသည်ကျေးဇူးတင်ပါတယ်ဆရာဟုကျွန်တော်ကပြန်ပြောလိုက်သည်အတန်းဖော်များ၏အကြည့်များကပြောင်းလဲသွားကအံ့အားသင့်ခြင်းတန်တရားဖြစ်ခြင်းနှင့်စိတ်လှုပ်ရှားခြင်းများရှိနေကြသည်ဟဲရှောင်ကြီးတူးလေးသာကျွန်တော်အတွက်တကယ်ဝမ်းသာပေးပြီးကျွန်တော်၏လက်မောင်းကိုဆွဲကငါစကားကိုစောစောကလေးကနားထောင်ရင်အဆင့်တက်တာကြပြီဟုဆက်စုသည်ကျွန်တော်ကအဆင့်4ရောက်တာပဲမင်းကကိုယ်တိုင်မကြင့်ကြံပဲငါနောက်ကိုဘာလိုက်နေတာလဲဟုမေးရသူမကငါကအဆင့်6အထွတ်ထိပ်ရောက်နေပြီငါအဖေကအဆင့်တက်ဖို့ကအခွင့်အရေးပေါ်မူတည်တယ်လို့ပြောတယ်မင်းသာစူးစမ်းမထားရင်စာမွေးပွဲကြပြီးတာမန်လူအဖြစ်အဆင့်လျှော့ခံရလိမ့်မယ်ဟုဂုဏ်ယူစွာအဖြစ်ပြန်ပြောသည်ကျွန်တော်ဒီအီဆိုးသွန်းသောမိန်းကလေးမှာတကယ်ကိုတမ္မာတီဟူသောအမှန်တရားကိုလက်ခံလိုက်ရသည်မိန်းကလေးတစ်ယောက်ဖြစ်ပြီးဘာလို့ဒီလောက်တမ္မာနေရတာလဲကျွန်တော်လက်မောင်းကိုပို့ရင်းညှဉ်းညူလိုက်သည်သူမကမူခါထောက်ကအောင်နိုင်သူတဦးကဲ့သို့ပြုံးနေသည်ငါအဖေကတိုက်ခိုက်ရေးစွမ်းရည်ကိုပိုလေးချင်းရမယ်လို့ပြောတယ်ဟုသူမကဆိုသည်ကျွန်တော်လုံးဝစကားမပြောနိုင်တော့ပဲကောင်းပြီငါမင်းကိုမနိုင်ဘူးဆိုတာဝန်ခံပါတယ်ဟုအရှုံးပေးလိုက်သည်သူမကကျေနပ်စွာခေါင်းညစ်ပြီးတည်ငြိမ်သောအကြည့်ဖြင့်ဒါဆိုတိတိကျကျနားထောင်ဒီတုတ်ခတ်နီးစနစ်ဟာခုတ်ချင်းလွှဲချင်းထိုးချင်းကန်ချင်းတွေမှာပုံမပြတ်သားပြီးစွမ်းအားပါရမယ်ဟုပြောကတုတ်ကိုလျင်မြန်စွာလွှဲပြသည်လေတိုးတန်များနှင့်အတူကျွန်တော်၏အကြည့်များကလည်းတည်ကြည်သွားကတမ္မာလာစေမိလမ်းစဉ်သည်ယခုမှစတင်နေပြီဖြစ်သည်